မပြောတဲ့စကားကိုပိတ်အဲ့တော့အကုန်လုံးပြောတာပြောတဲ့နာလည်းမပြောဘူးမပြောတဲ့နာလည်းမပြောဘူးနှစ်ခုစလုံးလုံးပိတ်လိုက်လို့ရှင်တော့ခြေနှက်เสียမကောင်းဘူးအဲ့ဒါကိုမူခပတ္တလို့မြတ်စွာဘုရားခေါ်တယ်အဲ့ဒါလို့မူခပတ္တအကျင့်ကိုကျင့်တာဗုဒ္ဓသာသနာရဲ့ပြင်ပမှာမေတ္တာခေတ်စားတယ်အဲ့ဒီခေတ်မူခပတ္တအကျင့်လို့ခေါ်တယ်အဲ့ဒီယဟန်တော်တွေကအဲ့ဒီအကျင့်ကိုသူတို့ကဆောက်တည်လိုက်ကြတယ်သဘောတူညီမှုထားကြတယ်သဘောတူညီပြီးတော့တဝါတွင်းလုံးစကားမပြောကြဘူးတစ်ပါးနဲ့တစ်ပါးလုံးဝစကားမပြောအဲ့တော့မြတ်စွာဘုရားကဒီเจ้าနေပြီးတော့ဘာကျွတ်တော့မြတ်စွာဘုရားစီရောက်လာတဲ့အခါဘယ်လိုနေကြတာလဲလို့မေးတော့သူတို့ကဝစီဘိတ်ကျင့်လာခဲ့ကြတာဖြစ်တော့မြတ်စွာဘုရားကဲ့ရတယ်မင်းတို့နေတာတွေကတဲ့တပတ္တတံဝါဒရန်သူတွေဆက်ဆံနေဆက်ဆံတာကိုတဲ့ဟုတ်တယ်တပတ္တဆိုတာရန်သူကိုနဲ့မတည့်တဲ့လူစကားပြောဘူးလေဒါလူတွေကကိုနဲ့မတည့်တဲ့လူလေစက်မတည့်ဘူးစကားပြောမခေါ်ဘူးမပြောဘူးနှုတ်သေးကြီးစူးနေမှာအဲ့ဒါတပတ္တတံဝါဒလို့ခေါ်တယ်နောက်ဆုံးမှစကားမပြောဘဲနဲ့အတူနေကြတာတွေကဘယ်သူတွေတုံးဆိုလို့ရှိရင်နော်ကျွဲတွေနွားတွေလည်းပဲဒီကောင်းတကောင်စကားမပြောဘူးဒီလိုနေကြတာတဲ့ပတုတံဝါဒကျွဲနွားဆက်ဆံရေးလို့ခေါ်တယ်မင်းတို့ဆက်ဆံရေးကြီးကကျွဲနွားဆက်ဆံရေးကြီးပဲတဲ့ဘုရားနောက်တကသိုးတွေရဲ့ဆက်ဆံရေးပဲတဲ့ဧလကတံဝါဒသိုးတွေဆက်ဆံတယ်လို့ဆက်ဆံနေကြတယ်ရန်သူတွေတဦးနဲ့တူဆက်ဆံတယ်လို့ဆက်ဆံတဦးနဲ့တူစကားမပြောဘဲနေတာဟာကောင်းတဲ့အလုံးမဟုတ်ဘူးဆိုပြီးတော့မြတ်စွာဘုရားကဥပဒေပြညတ်လိုက်တာဒီလိုမူခပတ္တလို့ခေါ်တဲ့ဆွန့်စကားမပြောနိုင်တဲ့အားရဲ့အကျင့်မျိုးကိုမကျင့်ရဘူးတဲ့ကျင့်လို့ရှင်ဒုက္ခအပါသင့်စေလို့ဆိုပြီးတော့ပြညတ်ပြီးမြတ်စွာဘုရားကအချင်းချင်းအပြန်အလှန်ဖိတ်ခေါ်တဲ့စကားပြောဖို့ရအတွက်အခုလိုသတိညွတ်လာပြီးနေမှာပဝါဒနာပြုဖို့ဆိုပြီးတော့ညွှန်ကြားတာဖြစ်တယ်ပေါ့ဒါအလွန်မှတ်သားစရာကောင်းတယ်သာသနာသမိုင်းမှာအဲ့ဒီမှာမြတ်စွာဘုရားကအေးဝါကျွတ်လာပြီဆိုလို့ရှိရင်တဲ့အချင်းချင်းအပြန်လာတကယ်လိမ္မာရင်ကြီးတဲ့လူအတိုင်းဝိုင်းကပုဂ္ဂိုလ်တွေတူနဲ့တူပြောခွင့်ဆိုခွင့်ရှိရပြောရေးဆိုခွင့်ရှိရပြောဝေးဆိုရင်ရှိပြီးတော့လေအပြောခံရတဲ့ပုဂ္ဂိုလ်ကလိုက်နာဖို့လိုတယ်ပြောတဲ့ပုဂ္ဂိုလ်ကလည်းပဲကရုဏာနဲ့ပြောဖို့လိုတယ်ဟောဘက်ဆုံးမြတ်စွာဘုရားကိုယ်တိုင်ကလေစကားမပြောရဘူးလို့မပြည့်ညတ်ဘူးကြည့်စကားပြောရမယ်ဆိုလို့ရှိရင်ဘူတေနဝက္ခာမိနောအဘူတေနပြောမယ်ဆိုရင်မှန်တာပဲပြောမယ်မမှန်တာမပြောရဘူးဟောတွေ့ဒီလိုခွဲခြားထားတာဒါကြောင့်မို့ဝိပဿဝါဒမြတ်စွာဘုရားခွဲခြားပြီးတော့ပြောတာဆိုးနေကောပြောပြီဆိုရင်မှန်တာနဲ့ပြောဟုတ်တာကိုပြောရမယ်မဟုတ်တာကိုမပြောရဘူးဟောဒါတခုကဲအဲဒီဟုတ်တာပြောတိုင်းလျှောက်ပြောလို့ရမလားဆိုမရဘူးပြောတဲ့အချိန်ရှိမှပြောရမယ်ကာလေနဝက္ခာမိနောအကာလေချိန်တန်မှပြောအောင်ပြောတဲ့စကားတော့ချိန်တန်မှပြောအောင်ဒီလိုဆိုလိုတာပေါ့တကဟုတ်ပြီမှန်တာလည်းဟုတ်တယ်ပြောတဲ့အချိန်လည်းရောက်ပြီပြောတဲ့အခါပြောပုံပြောနည်းကဘာလဲဆိုနော်တန်နေနဝက္ခာမိနောဖရုဒေနာရင်ကျေးစွာပြောရမယ်ရိုင်းရိုင်းပြပြမပြောအောင်အကျိုးရှိတဲ့စကားဖြစ်တောင်မှပဲရင်ကြီးပြောရမယ်ဒီလိုဆိုလို့ဒါရင်လားလို့ဆိုမဟုတ်ကိုပြောတဲ့စကားဒီမှန်တယ်သို့တော့အကျိုးရှိဖို့လိုအပ်သေးတယ်မှန်တော့မှန်တယ်အကျိုးမရှိတာပြောကြည့်ပါလားယုံနေတို့ငါတိရစ္ဆာန်ယုံသွားကြည့်တာယုံနေပေါ်ရဲ့ခေါင်းပေါ်မှာဂျိုးတစ်ချောင်းမှမတွေ့ခဲ့ဘူးလို့ပြောရင်အကျိုးရှိပါမလားရှိဘူးလေဘာမှအထိပ္ပယ်မရှိဘူးယုံကြိုမရှိတာပြောတယ်နော်အဲ့ဒီလိုအကျိုးမရှိတဲ့စကားမျိုးလည်းမပြောရဘူးအကျိုးရှိတဲ့စကားကိုပြောရမယ်ကဲပြောတဲ့ဆိုတဲ့အခါမှာတဲ့မေတ္တာစိတ်တော်ဝက္ခာမိနောဒေါသံတရေနောမေတ္တာစိတ်နဲ့ပဲပြောရမယ်ဒေါသနဲ့ပဲပြောရအောင်ဒါတွေကမြတ်စွာဘုရားကိုယ်တိုင်ကအပြောနဲ့ပတ်သက်ပြီးဆုံးမသွန်သင်ပေးထားတယ်အဲ့ဒါတွေနှစ်ခုစလုံးပယ်ချပြီးတော့မူခပတ္တအကျင့်ကျင့်တာတော့မကောင်းဘူးလို့ဒီလိုဆိုတာနော်ဒီလိုဆိုတယ်မူခပတ္တခုခေတ်အခေါ်ဝစီဘိတ်ဒီဟာမလုပ်ရဘူးလို့ဆိုပြီးတော့ပြည့်ညတ်တယ်အဲ့ဒီမှာဝါကျွတ်ပြီဆိုလို့ရှိရင်မြတ်စွာဘုရားတုံးနဲ့တူဖဲရမယ်တဲ့ဒါကြောင့်မို့တန်ဃာတွေကအကြီးနဲ့အငယ်အပြန်အလှန်ဖိတ်ခေါ်တဲ့စကားလေးတွေက
တန်ကံဗန္တိပဝရေမိဒိဋ္ဌိနာဝသုတေနာဝပရိသင်္ခါယပါဟောဒီစကားနဲ့ပြောတာနော်တပည့်တော်ပေါ်မှာမသိလျော်တဲ့အမှုကိစ္စတွေရှင်ပြားကိုယ်တိုင်မြင်တာနဲ့ပဲဖြစ်စေသို့မဟုတ်သူများစီကသတင်းကြားတာနဲ့ပဲဖြစ်စေသို့မဟုတ်ရှင်ပြားစိတ်ထဲမှာတန်တရားဖြစ်နေတာနဲ့ပဲဖြစ်စေပြောပါပြောဖို့ဖိတ်ပါတယ်ပြောခွင့်ပေးပါတယ်ဒီလိုဆိုတာဒါအလွန်ယဉ်ကျေးတဲ့စိတ်ဓာတ်ရှိပြီးအလွန်ယဉ်ကျေးတဲ့ဖိတ်ကြားချက်တစ်ခုပဲတန်ကံဗန္တိပဝရေမိဖိတ်ကြားပါတယ်ဒိဋ္ဌိနာဝသုတေနာဝပရိသင်္ခါယဝါဆိုဝဋ္ဌန္တုမံအာယတမံတောအရှင်ဘုရားတို့တပည့်တော်ကိုပြောပါပြောကြပါပတ္တန်တော်ပฏิကရိတမိရှင်ဘုရားတို့ထောက်ပြလို့အပြစ်တွေ့ပြီဆိုရင်တပည့်တော်ပြင်မမယ်ဟောဘလောက်ကောင်းတဲ့ယဉ်ကျေးမှုလဲအဲ့ဒီကောင်းမြတ်တဲ့ယဉ်ကျေးမှုဟာလည်းပဲဟောဒီသတင်းကြွလာပြီနေ့မှာလှုပ်ဆောင်ကြရတာဖြစ်တယ်ပေါ့လူယဉ်ကျေးအတိုင်းဝိုင်းလေးဒါပဝရဏယဉ်ကျေးမှုလို့ခေါ်တယ်ပေါ့အဲ့ဒါလို့ဆိုပြီးတော့အခုလို့အချင်းချင်းအပြန်အလှန်ဖိတ်တယ်လို့ဆိုတာဘယ်လိုအကျိုးတွေရှိလို့လဲအလုပ်တစ်ခုလုပ်ပြီဆိုလို့ရှိရင်အကျိုးမရှိပဲလုပ်လို့မရဘူးအကျိုးမရှိပဲမလုပ်ရဘူးအကျိုးရှိရမယ်ဘယ်လိုအကျိုးရှိလို့ဆိုမြတ်စွာဘုရားကရည်ရွယ်ချက်တွေနဲ့အကျိုးရှိဖို့ပြောတယ်ချင်းအပြန်အလှန်အတူနေတဲ့ပုဂ္ဂိုလ်ချင်းဟာအခုလိုပွင့်လင်းစွာတုံးနဲ့တူတရင်တနည်းပြောဆိုပြီးအလေးနဲ့ထားပြောဆိုကြတယ်ဆိုရင်ဘာဖြစ်လဲအညမညာနုလောမတာတုံးနဲ့တူဟာလိုက်လျောညီတွေကျင့်တတ်တယ်အမုန်းမရှိဘူးအင်တာမခင်မင်မကောင်းတဲ့အမူအရာတွေနဲ့တူမေတ္တာတူမှဆိုတာလို့မေတ္တာတက်ရောက်ပြီးတော့အပြန်အလှန်ချင်းချောင်းချင်းဖြင့်တိုးတက်ပြီးတော့လာနိုင်တယ်ဒါကြောင့်မို့အညမညာနုလောမတာအပြန်အလှန်လိုက်လျောညီတွေရှိစေတဲ့စကားရပ်ပဲလို့နောက်တစ်ခုကတော့အာပတ္တိဝဋ္ဌာဏတာအာပတ္တိဆိုတာယဟန်ရဲ့တဏ္ဍမှာအပြစ်တင်ရောက်တာကိုအာပတ္တိလို့ခေါ်တယ်အပြစ်တင်ရောက်မှုအဲ့ဒီအပြစ်တင်ရောက်မှုတွေကလည်းဝဋ္ဌာဏထမြောက်နိုင်ပါတယ်ဆိုအပြစ်ကလည်းလွတ်သွားနိုင်တယ်လို့ဒီလိုဆိုလိုတာကျွလွန်ထားတဲ့အပြစ်တစ်ခုကလည်းလွတ်မြောက်စေပြီးသားဖြစ်တယ်အခုလိုပြောလိုက်ခြင်းအပြင်ရင်ထဲနှလုံးထဲမှာရှင်းပြီးတော့နော်တအုံနွေးနွေးဖြစ်နေမဲ့အရာတွေမဖြစ်တော့ဘူးလို့ဒီလိုပြောတာနော်ဒီလိုပြောတာဟောနောက်တစ်ခုကြတော့ဘာလို့ဆိုဝိနယပုရခါရတာဝိနယပုရခါရဆိုဘုရားရဲ့အဆုံးအမလိုက်နိုင်ရမယ်ကိုနှုတ်ယဉ်ကျေးမှုအတွက်သွန်သင်ပြသထားတဲ့အဆုံးအမတရားတွေကိုရှေ့တန်းတင်ပြီးတော့တလေးတစားလောက်ရလေရောက်တယ်လို့ဟောဒီအကျိုး၃မျိုးပဲအချင်းချင်းလိုက်လျောညီတွေရှိမှုအပြစ်တွေကထမြောက်မှုအပြစ်ကထမြောက်မှုနဲ့အဆုံးအမကိုဥတည်ပြီးတော့ဒီရှေ့တန်းတင်ပြီးအဓိကထားတယ်ဆိုတာမျိုးဖြစ်ဖို့ဒီရွယ်ချက်၃ခုနဲ့ပဝရဏပြုဖို့မြတ်စွာဘုရားကခွင့်ပြုခဲ့တာဖြစ်တယ်ဟောပဝရဏပြုတယ်ဆိုတာတဦးနဲ့တူအပြစ်ရှိပြောပါလို့ဖိတ်ကြားခြင်းသာဖြစ်တယ်ဟောဒါကဒီကနေ့ခေတ်ထိအောင်အခုလိုယဉ်ကျေးတဲ့လုပ်ငန်းတွေပြုလုပ်နေကြတာလည်းပဲဒီသတင်းကြွလာပြီနေပဲဒါကြောင့်မို့မြတ်စွာဘုရားသာသနာတော်မှာသတင်းကြွလာပြီနေနဲ့ပတ်သက်ပြီးတော့အမှတ်တရဖြစ်เสียအကြောင်းတွေများစွာရှိတယ်လို့ဒီလိုဆိုတာပေါ့နော်အဘိဓမ္မာတရားကိုအပြီးသတ်ဟောပြီးတဲ့နေ့ဟာလည်းပဲဒီနေ့ပဲဖြစ်တယ်အဘိဓမ္မာတရားဟောတဲ့အခါမှာလူပြည်မှာအဘိဓမ္မာတရားလည်းအပြီးသတ်တယ်နတ်ပြည်ကအဘိဓမ္မာတရားလည်းအပြီးသတ်တယ်ဆိုတာလည်းဒီကနေ့ပဲဖြစ်တယ်အဘိဓမ္မာတရားဟောပြီးလူပြည်တို့ပြန်ပြီးကြွလာခဲ့တာလည်းဒီကနေ့ပဲဖြစ်တယ်အဲ့ဒီရှင်သာရိပုတ္တရာနဲ့ဥပ္ပလဝဏ်ထေရီမတို့ကမြတ်စွာဘုရားကိုပထမဆုံးရှ िख ိုးခွင့်ရကြတာဟာလေဒီကနေ့ပဲဖြစ်တယ်ရှင်သာရိပုတ္တရာရဲ့ပညာအရည်ချင်းကိုမြတ်စွာဘုရားပြိဋ္ဌအလယ်မှာထုတ်ဖော်ပြောခွင့်ရတာဟာလေဒီကနေ့ပဲဖြစ်တယ်ပေါ့ယဟန်တန်ကအချင်းချင်းအပြန်အလှန်နားလည်မှုနဲ့တူနဲ့တူပြည့်စုံဖိတ်ကြားပြီးတော့ဒီစီယုံညီညွတ်မှုကိုဖြစ်ပေါ်စေတာတမဲကတန်ဝါတအောင်ဖြစ်ပေါ်စေတာလေဒီကနေ့ပဲဖြစ်တယ်လို့ဒါကြောင့်မို့လို့ဒါကဘုရားသာသနာတော်နဲ့ပတ်သက်တဲ့ဒီသတင်းကြွလာပြီနေရဲ့အမှတ်တရများပဲဖြစ်တယ်ပေါ့